ဒီကောင်မလေးကတကယ်ကိုကြောက်စရာကောင်းတဲ့သူပါသူမဟာသူမကိုစေးခတ်ဖို့ကြံစီနေတဲ့မြူဆွဲသူမင်းသမီးကိုပြန်ပြီးစေးခတ်လိုက်ရုံနဲ့မကပဲအဲ့ဒီစေးကိုသူမကိုယ်တိုင်ပါတောက်ပြလိုက်ပါတယ်သူမသိချင်တာကဘေးအန္တရာယ်ဖြစ်လာရင်သူမရဲ့ခင်ပွန်းကဘသူ့ကိုအရင်ကယ်မလဲဆိုတာပါပဲဒါပေမဲ့ခင်ပွန်းဖြစ်သူရောက်လာတဲ့အခါမှာတော့သူမရဲ့နှလုံးသားတစ်ခုလုံးကွဲကြည်သွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့သူကသူမကိုလှဲ့တောင်မကြည့်ပဲမြူဆွဲသူမင်းသမီးကိုပဲအရင်ပြေးခဲ့လို့ပါပဲဒီအိမ်ထောင်ကြီးကအစကတည်းကအတင်းအကျပ်လက်ထပ်ခဲ့ရတာပါခင်ပွန်းဖြစ်သူရဲ့ရင်ထဲမှာအရင်ကတည်းကချစ်သူရှိနေခဲ့တာပါလွန်ခဲ့တဲ့တစ်ပတ်ကသူတို့မင်္ဂလာဆောင်မှာတတိုးသမီးဖြစ်သူကသူ့ကိုလူပုံးအလေးမှာအဆက်ခွဲပြီးထားခဲ့ချိန်ပါပဲအနက်ရောင်မျက်နှာဖုံးစွတ်ထားတဲ့အမျိုးသမီးတစ်ယောက်ဝင်လာပြီးအားလုံးကိုတုန်လှုပ်သွားစေခဲ့တာပါသူမဟာတာမန်မိန်းမတစ်ယောက်မဟုတ်ပါဘူးလူတိုင်းကြောက်ရွံ့ရတဲ့အာနာပြင်းမိသားစုတစ်ခုရဲ့ရက်ဆက်လာတဲ့ boss တစ်ယောက်ပါငငယ်ကမိသားစုရဲ့ရောင်းစားခြင်းခံခဲ့ရပေမဲ့အခုတော့သူမဟာပိုပြီးအစွမ်းထက်စွာနဲ့ပြန်လာခဲ့ပြီးသူမရဲ့အဖေကိုလေဖြတ်အောင်လုပ်အကူဖြစ်သူကိုတတ်ပြီးတမိသားစုလုံးကိုအုပ်ချုပ်နေသူပါသူမဟာငငယ်ကခင်ပွန်းဖြစ်သူပေးခဲ့တဲ့ကတိကိုအကောင့်ထဲပေါ်ဖို့အတွက်သူ့မိသားစုရဲ့တရားမဝင်စည်ရင်းစရာတွေကိုတုံးပြီးအကြက်ကင်ကအတင်းကျပ်လက်ထပ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အတင်းကျပ်ရယူတဲ့အချစ်ကဘလို့လုတ်ပျော်ရွှင်နိုင်မှာမလဲမင်္ဂလာဦးညမှာတင်သူတို့နှစ်ယောက်ပြင်းပြင်းထန်ထန်ရန်ဖြစ်ကြပါတယ်ခင်ပွန်းဖြစ်သူကသူမကိုမုန်းတီးလုံးလို့တခန်းတဲတောင်မအိတ်ချင်ပဲအပြင်ထွက်အိတ်ဖို့ကြိုးစားပေမဲ့သူမကတော့အိမ်တအိမ်လုံးမှာအိပ်ရာဆိုလို့သူတို့အခန်းထဲကတစ်ခုပဲခြံထားပြီးအကုန်ဖယ်ပစ်လိုက်ပါတယ်နောက်ဆုံးတော့သူကမတက်တာပဲသူမအနာကိုပြန်လာခဲ့ရပါတယ်နောက်နေ့မှာတော့အရင်ကထားခဲ့တဲ့ချစ်တူဟောင်းကပြန်ပေါ်လာပြီးဟန်ဆောင်ကောင်းကောင်းနဲ့သူမရဲ့ခင်ပွန်းကိုပြန်လည်မြှုပ်ဆွဲပါတယ်ခင်ပွန်းဖြစ်သူကလည်းအဲ့ဒီမိန်းကလေးကိုပဲတနာစရာတားကောင်လေးလို့ထင်ပြီးသူ့ဇနီးကိုတော့လူဆိုးကြီးလို့မြင်နေပါတယ်ဇနီးဖြစ်သူကရှင်ဒီမိန်းမနဲ့ထပ်တွေ့ရင်နောင်တရစီရမယ်လို့တတိပေးလိုက်ပြီးမယ်ဒါဟာခင်ပွန်းဖြစ်သူရဲ့မာနကိုတွားထိခိုက်စေခဲ့ပါတယ်သူကသူ့ရဲ့လွတ်လပ်မှုကိုတတ်သိပြဖို့အတွက်အဲ့ဒီမိန်းကလေးနဲ့ဘားတစ်ခုမှတွားတွေ့ပြီးအရင်ကအမတ်တရတွေကိုပြန်ပြောရင်းစိတ်လှုပ်ရှားနေကြပါတယ်အဲ့ဒီချိန်မှာပဲအေးဆက်ဆက်ရင်မျက်နာပေးနဲ့ဇနီးဖြစ်သူရောက်လာပါတော့တယ်သူမကငါခင်ပွန်းရဲ့ဒေါသကိုငါတီးခံနိုင်တယ်ဒါပေမဲ့ငါရဲ့စီးကိုတော့ဘယ်သူမှလာမကြော်နဲ့လို့ပြောပြီးအဲ့ဒီမိန်းကလေးကိုပလင်းနဲ့ရိုက်ဖို့ကြိုးစားပါတယ်ခင်ပွန်းဖြစ်သူကတော့ဂျားထဲကဝင်ကာကွယ်ပေးလိုက်တဲ့အခါမှာတော့သူမဟာလှောင်ပြုံးလေးပြုံးပြီးတနက်တစ်လက်ကိုထုတ်လိုက်ပါတော့တယ်ဒီထဲမှာကြည်စံတက်တောင်းမဲကြံတော့တယ်မင်းတို့နှစ်ယောက်ထဲကဘသူအရင်သိမလဲဆိုတာကြည့်အောင်ကဲအာနာပြင်းနဲ့ဇနီးတဲ့ကတကယ်ပဲပြစ်လိုက်မှာလားခင်ပွန်းဖြစ်သူကရောဘလို့တုံ့ပြန်မလဲဆိုတာသိချင်ရင်တော့ like and follow လုပ်ထားကြပါအောင်နော်